ခမည်းမသိပဲလုံးမိနေတဲ့ခမည်းအသက်ကိုတူစီမဲ့အမှားငါးခုကဘာတွေဖြစ်မလဲလူတော်တော်များများကအသက်50ကျော်မှယောဂရတယ်လို့ထင်နေကြတာပါတကယ်တော့မဟုတ်ပါဘူးခမည်းအဲ့ဒီယောဂတွေရဲ့မျိုးစေ့ကိုအသက်20ကျော်မှခမည်းတို့ကိုယ်တိုင်စိုက်ပျိုးနေကြတာပါအသက်20ဆိုတော့ဘဝရဲ့ကိုရန်အေးပါပဲအားရင်နေလဲအပြည့်စိတ်ကူးအိမ်မက်တဲ့အပြည့်ရှိတဲ့အချိန်မောဒါပေမဲ့အဲ့ဒီအရွယ်မှာကျွန်တော်တို့အများဆုံးမှားတတ်တာတစ်ခုကကျမ်းမာရေးကိုအပေါက်ဆုံးထားပြီးအလုပ်လုပ်တာပျော်ပါရတွေပါပဲအသက်20ကျော်မှာခမည်းတော်လင်းလီရှုထားတဲ့ဒီအချက်၅ချက်ကခမည်းတော်ရဲ့အသက်40ကျော်ဘဝကိုအဆုံးအဖြတ်ပြီးသွားမှာပါခင်ဗျာတစ်အဲ့ဒီပြက်တာကိုဂုံယူစရာလို့ထင်နေခြင်းထမဆုံးအချက်ကတော့အဲ့ချိန်ကိုလျှော့ပြီးအလုပ်လုပ်တာပါဒါမှမဟုတ်ဖုံသုံးတာပါပဲငါကတနေ့4နာရီပဲအိပ်ပြီးအလုံးလုံးနိုင်နေဆိုတဲ့ဂုံယူစရာမဟုတ်ပါဘူးအဲ့ဒီပြက်တာကြာလာရင်အုံနောက်ရဲ့လှုပ်ဆောင်ချက်တွေကျဆင်းလာမယ်ဒါဟာရေရှည်မှာနှလုံးယောဂနဲ့သွေးတိုးယောဂကိုဖိတ်ခေါ်နေတာနဲ့တူတူပါပဲခန္ဓာကိုယ်ကပြန်လည်ပြုပြင်မှုအချိန်လိုအပ်ပါတယ်နှစ်အသင့်ဆောင်အစားအသောက်တွေနဲ့ခန္ဓာကိုယ်ကိုနှိပ်စက်ခြင်းဒုတိယအချက်ကအစားအသောက်ပါအလုံးရှုပ်လို့ပဲဖြစ်ဖြစ်အလွယ်တကူရလို့ပဲဖြစ်ဖြစ်ပတ်ဖို့တွေအရှိုးရည်တွေကိုခမည်းတော်အမြဲစားနေမိသလားအဲ့ဒီထဲမှာပါတဲ့ဆိုရီယမ်နဲ့တကြားဓာတ်တွေကခမည်းရဲ့ကြောက်ကနဲ့အသေးကိုအရှိတ်မတိုင်ခင်ပြည့်စည်စေနိုင်ပါတယ်အခုစားလို့ဘာမှမဖြစ်ဘူးဆိုတာအစိတ်ကိုနည်းနည်းချင်းစုနေတာနဲ့အတူတူပါပဲ၃တဏှိကုံထိုင်နေတဲ့အကျင့်အခုခေတ်မှာကျွန်တော်တို့ကကွန်ပျူတာရှိဖုန်းရှိမှာပဲအချိန်ကုန်တာရလာပါတယ်တဏှိကုံထိုင်နေတာကစလိတ်တောက်တာလောက်နီးနီးကျမ်းမာရေးကိုထိခိုက်စေတယ်လို့သူတေတီတွေကဆိုထားပါတယ်အထိုင်များရင်ခမည်းရဲ့ဇီဝကာမဖြစ်စဉ်တွေနှိကွေးသွားပြီးခါနာတာအဝလုံနာတွေကတဆင်စီးချိုယောဂအထိဖြစ်လာနိုင်ပါတယ်အနည်းဆုံးတစ်နှစ်ကိုမိနစ်20လောက်လမ်းလျှောက်တာမျိုးဖြစ်လုပ်ပြီးဖို့လိုပါတယ်၄စိတ်ဖိစီးမှုကိုပေါ့ပေါ့တန်တန်သဘောထားခြင်းကြောက်ထားအချက်ကစိတ်ကြမ်းမာရေးပါအသက်20ကျော်မှာအလုံးအကိုင်းလူမှုရေးအရှိရေးစတဲ့စိတ်ဖိစီးမှုတွေအများကြီးရရှိနိုင်ပါတယ်ဒါတွေကိုဘာမှမဟုတ်ဘူးဆိုပြီးမျိုးသိပ်ထားတာကရေရှည်မှာကော်စတီဆောလို့ခေါ်တဲ့စတော့ဟော်မုန်းတွေကိုညှင်းသက်စေပြီးခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုဖြစ်စီပြပါတယ်စိတ်ပင်ပန်းလာရင်အနာယူပါလိုအပ်ရင်ရင်ဖွင့်တိုင်ပင်ပါဒါဟာအရှုံးပေးတာမဟုတ်ပဲပြန်လည်အားဖြစ်တာပါပဲငါကျမ်းမာရေးစစ်ဆေးဖို့ဝင်လေးနေခြင်းနောက်ဆုံးအချက်ကတော့နေကောင်းနေတာပဲဘာလို့စစ်ရမှလဲဆိုတဲ့အတွေ့ပါပဲသွေးပေါင်ချိန်နာသွေးတင်းတကြားတဲ့စစ်တာတွေကိုအသက်40ကျော်မှလုံးရမယ်လို့မသတ်မှတ်ထားပါဘူးအခုခေတ်မှာလူငယ်တွေကြားထဲမှာတောင်သွေးတိုးနဲ့စီးကြိုကအဖြစ်များလာနေပါပြီတစ်နှစ်ကိုတစ်ချိန်လောက်ကျန်းမာရေးစစ်ဆေးပေးတာကနောက်ကျမှသိရမယ့်ယောဂဆိုးကြီးတွေကိုကြွတင်ကာကွယ်ပေးနိုင်ပါတယ်အခုပြောပြသွားတဲ့အချက်၅ချက်ထဲမှာခမည်းတော်ဘယ်နှချက်လောက်လုံးနေမိပြီလဲကျမ်းမာရေးဆိုတာအိုင်ဆိုင်မှုအလုံးရဲ့အရှိကအုံမြစ်ပါပဲအုံမြစ်မခရင်ခမည်းဘလောက်ပဲအမြင့်ကြီးတိဆောက်ပါစေတနေ့မှပြူကြသွားမှာပါဒါကြောင့်အခုကစပြီးကိုဂရုစိုက်ကြပါခမည်းဒီဗီဒီယိုလေးကခမည်းအတွက်အကျိုးရှိတယ်ဆိုရင် like and share လုပ်ပြီးတော့ပါအောင်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ